လူအတော်များများကဘာယောဂမှမဖြစ်ခင်ထိတော့ငါကျမ်းမာရေးကောင်းနေတာပဲလေဆိုပြီးတော့တတိလက်လွတ်နဲ့စိတ်အေးလက်အေးနေနေတတ်ကြပါတယ်အဲ့ဒီလိုစိတ်အေးနေလို့လေဒီတိုင်းနေရင်ကျမ်းမာရေးကအချိန်ကြာရှည်ကောင်းနိုင်ပါမလားလို့မစင်စားမိတတ်ကြသလိုကြိုတင်ပြင်ဆင်ဖို့လည်းမေ့နေတတ်ကြပါတယ်အဲ့ဒီလိုမေ့နေတာကလည်းဘာနဲ့တူလဲဆိုတော့ကိုယ့်ရဲ့ကျမ်းမာရေးကိုကိုယ်တိုင်ကနောင်ခါလာနောင်သေးဆိုပြီးတော့ဖြစ်ပြက်လာမဲ့ယောဂါတွေကိုလက်ရက်ခေါ်နေတာနဲ့အတူတူပါပဲအဲ့လိုယောဂါကိုလက်ရက်ခေါ်မိရင်တော့မတ်တမပြောနိုင်ပဲနဲ့ချွေးတန်တရွှဲရွှဲနဲ့အဲ့ရထဲမှာတုံလုံးလဲသွားပါလိမ့်မယ်မိတ်ဆွေအဲ့ဒီတော့ကျွန်တော်တို့ကကိုချစ်တယ်တမိုးထားတယ်ဂယုစိုက်တယ်ဆိုရင်ယောဂါကိုလက်ရက်မခေါ်ပဲနဲ့မတ်တပြောနိုင်ဖို့အရေးချွေးတန်တရွှဲရွှဲနဲ့အဲ့ရထဲတုံလုံးလဲမသွားဖို့အရေးသွေးနဲ့လေမျှတာပြီးအောင်ကြိုတင်ကာကွယ်ဖို့အရေးဆက်သွယ်ပေးမယ်ဆိုရင်တော့ကျွန်တော်ရဲ့စွမ်းကြော်ကြ Bless and a Balancing Service ဝန်ဆောင်မှုကိုတတိယလိုက်ပါခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်တဒုက္ခကာယဒုက္ခနာထာနာနဲ့ပြည့်စုံပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ